ရာပြည့်ယူအပြောကောင်းနေသူသဘောလည်းပြူစင်နေသူမင်းအတွက်ဆိုရင်မိကျူကိုရဲ့အသေးကိုမြူချင်ယူမင်းရဲ့သဘောကကိုရဲ့မသေးလာလီသူကိုရင်နဲ့ကိုပြင်ဝင်ပြီးတော့နှလုံးသားထဲမှာရာပြည့်ယူအပြောကောင်းနေသူသဘောနဲ့သူစင်နဲ့သူမင်းအတွက်ဆိုရင်မိကျူကိုရဲ့အသေးကိုမြင်ချင်ယူရင်းရဲ့သဘောမှကိုရဲ့မှတ်တယ်ချိန်လုံးကမင်းမုံခဲ့လို့မြင်လိုက်ရတာသူရဲ့အခုလဲငါရဲ့အသေးမှမင်းတယောက်တည်းကနေရာရှိရဲ့ကိုယ်ချိန်လုံးကမင်းမုံခဲ့လို့မြင်လိုက်ရတာသူရဲ့အခုလဲငါရဲ့အသေးမှမင်းတယောက်တည်းကနေရာရှိရဲ့နေ့ဆိုရင်လဲမိကျူညဆိုရင်လဲမိကျူမမိနိုင်ပါဘူးဆိုရင်လည်းမိကျူညဆိုရင်လည်းမိကျူမမေ့နိုင်ပါဘူးမိကိုရင်မာလေးလွမ်းနေသမျှရဲ့အပန်းချီလေးပြပါကွယ်တောင်းမှန်တဲ့သူယူရဲ့ကိုဘဝကိုပြန်မနာပါဘူးကွယ်လာလီသူကိုရင်နဲ့ကိုသူဝင်ပြီးတော့နှလုံးသားထဲမှာရာပြည့်ယူအပြောကောင်းနေသူသဘောနဲ့သူစင်နဲ့သူမင်းအတွက်ဆိုရင်မိကျူကိုရဲ့အသေးကိုမြင်ချင်ယူမင်းရဲ့သဘောကကိုရဲ့မသေးချိန်လုံးကမင်းမုံခဲ့လို့လွန်နေရတာသူရဲ့သူလည်းငါရဲ့အသေးမှမင်းတယောက်တည်းကနေရာရှိရဲ့ကိုယ်ချိန်လုံးကမင်းမုံခဲ့လို့လွန်နေရတာသူရဲ့သူလည်းငါရဲ့အသေးမှမင်းတယောက်တည်းကနေရာရှိရဲ့နေ့ဆိုရင်လည်းမိကျူညဆိုရင်လည်းမိကျူမမေ့နိုင်ပါဘူးမိဆိုရင်လည်းမိကျူညဆိုရင်လည်းမိကျူမမေ့နိုင်ပါဘူးမိကိုရင်မာလေးလွမ်းနေသမျှရဲ့အပန်းချီလေးပြပါကွယ်တောင်းမှန်တဲ့သူရဲ့ကိုဘဝကိုပြန်လာပါဦးကွယ်